KIA တပ်ပစ်ခဲ့တဲ့ကျောင်းဆရာပေါင်းမြောက်များစွာဒဲကနေပြီးမှကျွန်တော်တို့ကျောင်းဆရာ4ယောက်အကြောင်းလေးကိုပြောချင်တာဖြစ်ပါတယ်တယောက်ကတော့ကျွန်တော်တို့ဟုံးလေးမြို့နယ်ရေပေါ်မီကြေးရွာမှာပညာရေးဝန်ထမ်းကျောင်းဆရာလုပ်တဲ့ဆရာဦးတန်းရွှေပါကျောင်းဆရာတို့မြင်နေကျွန်တော်ခီးသွားပြီဆိုရင်တော့မှတ်တမ်းလေးတွေမှတ်ကြရပါတယ်မှတ်တမ်းလေးဘီနီဘီရဲ့ကိုဘီရဲ့ဘီကိုရောက်တယ်ဘီနီဘီအဲ့ဒီကတော့ဆက်လီနဲ့ပဲသွားနေလာနေရတဲ့ခါကျတော့အဲ့ဒီမှတ်တမ်းလေးတွေအဲ့ဒီမှတ်တမ်းလေးကို KIA ကတွေ့သွားတဲ့ခါကျတော့ထောက်လိုင်းရေးဆိုပြီးမှရေးရဆက်ဆက်တက်ခဲ့တကယ်ကိုစိတ်မကောင်းစရာပါကျွန်တော်တို့ဒီဝါတင်ကျော်နဲ့ခန္ဓာကိုယ်မွန်းနောက်ပြီးတော့စားရည်နဲ့တိတ်အဲ့ဒါပြီးတော့ဥလူချောင်းပေးတဲတောင်ပြင်ကြီးမှာငုတ်လေးငုတ်ရေးရိုက်ပြီးမှခါချီရောလက်ကောကျိုးတုတ်ထားပါတယ်ငုတ်တငုတ်ကိုရှိတစ်ဖက်ပက်လက်လာမီးမှဒါနေညညထားလိုက်တာအကြောင်းဆရာဦးတန်းချွေကတော့ဒါဘေးရှင်တက်ထွက်တော့မှတော့ကြည့်လိုက်ဖို့ကဲရဲဆက်ဆက်တက်ခဲ့တဲ့ဒါကျောင်းဆရာတူကျောင်းလေးပါလားကျွန်တော်တို့လူမျိုးပါဒါဟုံးမြင့်စာတီးဖြစ်ပါတယ်ကျောင်းဆရာဦးတန်းချွေချမ်းနီလူပါနောက်တစ်ယောက်ကတော့ကျွန်တော်မကြသေးပါဘူးအဲ့ဒါတော့16ရက်တလ2019ခုနှစ်မှာကချင်ပြည်နယ်နေ့မှာဒါကျွန်တော်တို့ကျောင်းတွေမပိတ်ပါဘူးမပိတ်တဲ့ခါကျတော့စာမွေးလဲနီးပြီးနီးတဲ့ခါကျတော့ကချင်တိုင်းသားတွေတဲကကျောင်းသားလေးတွေကျောင်းပြက်ကြတယ်ကျောင်းပြက်ကြတဲ့ခါကျကျောင်းဆရာကနေပြီးမှဒါခုနာတော်နဲ့ရိုက်ပြီးဆုံးမလိုက်တာအဲ့ဆုံးမလိုက်တာကိုသူတို့တွေကဘာလုပ်လိုက်တယ်ဆိုတော့အဲကျောင်းဆရာမကြီးဆိုမှပဲအဲကျောင်းဆရာလေးကိုခေါ်ပြီးမှကျောင်းဆရာအောင်စင်ထွန်းမှကျွန်တော်ဟိုပင်ကပါအဲ့ဒါခေါ်ပြီးမှဒါနမဖြစ်ရွာထွက်မှာခေါင်းကိုတင်တာနဲ့တိပြီးပြစ်တတ်သွားလိုက်ဘာကြောင့်မလဲဆိုတော့ဒါတွေဟာသူတို့အနေနဲ့လုပ်နေတယ်ဆိုတာပညာရေးကိုဖျက်ဆီးနေတာလားအခုသူတို့ရဲ့လက်လှုပ်ဆောင်ချက်အတိုင်းပဲကိုအညာဒေတာမှာကျောင်းဆရာလေးတတ်နေတယ်ဆိုတဲ့ကဏ္ဍလေးကျွန်တော်တွေ့တိုင်းတော့ဟိုတုန်းကကျွန်တော်တို့ရဲ့ရွာမှာလုပ်တဲ့ကျောင်းဆရာလေးအတခံရတယ် KIA ကဖမ်းတော့ဆိုတော့ကျွန်တော်အသက်ပြန်မရတော့ဘူးအဲ့လိုတွေဖြစ်နေကြလားအဲ့ဒါကိုပညာရေးကဏ္ဍကျောင်းဆရာတွေတတ်တာဘာတိတ်ပဲလဲဘာများထိရောက်မှုရှိတယ်လဲပေါ့နော်ကျောင်းဆရာဆိုတာပြည်သူလူထုကလေးသူငယ်တွေအားလုံးကိုပညာတတ်အောင်ပြင်ပေးကြတာအနာဂတ်ရဲ့နိုင်ငံခေါင်းဆောင်တွေကိုမွေးထုတ်ပေးတဲ့ကျောင်းဆရာတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့ဒီပညာရေးကဏ္ဍလေးကိုတတ်တဲ့ကိစ္စတွေကိုလည်းရပ်တန်းကရပ်စေချင်ပါတယ်ကျွန်တော်တို့ဒေတာမှာတော့ KIA ရဲ့တပ်ဖြတ်မှုနဲ့အသက်ဒီရှိသွားကြတဲ့ကျောင်းဆရာတွေလည်းမနှဲတော့ပါဘူးအဲ့ဒီနှစ်ယောက်ကျောင်းလေးပြောပြီးမှယနေ့အညာဒေတာမှာဖြစ်ခဲ့တဲ့ဖြစ်ပြနေတဲ့ပြဿနာကြီးအားလုံးကိုလည်းပညာရေးဝန်ထမ်းတွေကိုရမရှာပေးကြပါနဲ့လို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံနေတာပါကျေးဇူးတင်ပါတယ်